ဘောလုံးစားပြည့်တဲ့များလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုတင်ဆက်ပေးမှာကတော့မနက်ဖြန်မနက်မှာကစားသွားမယ်ဒီကမ္ဘာဖလားပေါ့နော်ချီမီဖိုင်နယ်ပွဲစဉ်တပွဲဖြစ်တဲ့ဒီအင်္ဂလန်တင်းနဲ့အာဂျင်တီးနားတို့ရဲ့ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဘောလုံးကမ္ဘာဖလားပွဲစဉ်တွေကတော့တဖြည်းဖြည်းနဲ့ဒါချီမီဖိုင်နယ်ကိုရောက်တဲ့အချိန်မှာမနေ့ညကပြည်သေးသေးနဲ့ဒါစပိန်တို့ကစားသွားတဲ့အချိန်မှာစပိန်ကအနိုင်ရပြီးတော့ဒါဘောလုံးပွဲကနေစောင့်နေပြီဒါကြောင့်ပေါ့နော်ဒါဒီမနက်ဖြန်မနက်မှာကစားမယ်အင်္ဂလန်နဲ့အာဂျင်တီးနားတို့ရဲ့ပွဲတင်ကနေဘောလုံးပွဲကိုပဲအတင်းတော်သွားမလဲဆိုတာဒါစိတ်ဝင်စားတဲ့ဒါစောင့်ကြည့်ရမယ်ဒါဒီအင်္ဂလန်ရောဒါအာဂျင်တီးနားရောကပေါ့နော်ဒီနှုံးကလည်းပေါ့နော်ဒီလိုမျိုးပဲပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတွေကိုဆင်နွှဲလေးရှိပြီးတော့ဒီနေ့မှလည်းတကယ်ကိုဒီရှစ်တော်ကောင်းနေတဲ့ဒူတက်လာခဲ့တာဖြစ်လို့နာသေးလုံးဒါပေါ့နော်ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲကိုဒါထပ်ပြီးတော့မြင်ရဖို့ရှိနေတယ်ပထမဆုံးပေါ့နော်ဒါအင်္ဂလန်ကိုကြည့်ရမယ်ဆိုတော့အင်္ဂလန်ကတော့ဒါ2018ခုနှစ်နောက်ပိုင်းပေါ့နော်ဒီ CB Final ကို၄ချိန်မြောက်ဖြစ်တက်လာခဲ့တာဖြစ်တယ်ပေါ့နော်သူတို့အနေနဲ့ဒီရှေ့ပွဲတွေမှာပေါ့နော်ရှေ့ပြိုင်ပွဲတွေမှာဒါဒီယူရိုကိုCB Final 2ချိန်ပြီးတော့၄ချိန်လေး CB Final တစ်ချိန်တက်ခဲ့တယ်ဒါဒီလိုအခုဆိုရင်တော့ဒါနောက်ထပ်ပေါ့နော်ဒီကမ္ဘာဖလားမှာ CB Final ရောက်အောင်ဒါသူတို့တွေစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့ဒါဒီအင်္ဂလန်ရဲ့ဒါစွမ်းဆောင်ရည်ကိုလည်းတကယ်ချီးကျူးရမယ်အရင်တုန်းကဆိုတော့ဒါအင်္ဂလန်ကဘယ်လိုပဲဖြစ်ဖြစ်16သေးတို့ကွာတာတို့မှာပြုတ်သွားတဲ့အသေးသေးဖြစ်နေတယ်ဆိုပေမဲ့ဒီနှစ်မှာတော့ဘောတော့ဒီနီးပြသူချေရဲ့ဒီဥဆောင်မှုနဲ့သူအကောင်းဆုံးရွှေသွဲနေတဲ့ CB Final တွေကိုသူတို့ရောက်လာခဲ့ပြီးဒီဒါကြောင့်မို့လို့ဘောတော့သူတို့ရဲ့ဒီခုစမ်းဆောင်ရီကောင်းတွေကိုဆက်ထိန်းထားနိုင်မယ်လို့မျှော်လင့်ရတယ်ဒီပထမဆုံးအင်္ဂလန်ဘက်မှာကတော့ဘောနော်ဒီအဓိကအဖြစ်ဒီပေါက်နေတာကတော့ခန်းစစ်ဘောနော်ခန်းစစ်ဘက်မှာကြည့်မယ်ဆိုရင်သူတို့အနေနဲ့ဒီကမ္ဘာဖလားပွဲတွေ CBC ရောက်လာတဲ့အချိန်မှာဂါနာနဲ့ဒီပနားမားကိုပဲသူတို့ဂိုးမပေးခဲ့ရဘူးကျန်တဲ့ပွဲတွေအကုန်လုံးဂိုးပေးခဲ့ရတဲ့ဒီခန်းစစ်ပိုင်းကဒီတော်တော်လေးပေါက်နေတာကိုတွေ့ရတယ်ဘောနော်ဒါကြောင့်မလို့ဒီတူချယ်အနေနဲ့ဒီလိုမျိုးဖြစ်နေတဲ့ဒါခန်းစစ်ကိုပြင်ဆင်နိုင်မလားဘောနော်ဒီဆောက်ကြည့်ရမယ်တစ်ဖက်ကလည်းဒီမက်ဆီပါနေတဲ့အချိန်မှာဒီအင်္ဂလန်ကန်စစ်အနေနဲ့ဒီလိုမျိုးဒီတစ်ဖက်ကမက်ဆီလိုကလာမမျိုးပါနေတဲ့အချိန်မှာဘယ်လိုမျိုးစာစီဖို့ကြိုးစားလာမလဲဆိုတာဆောက်ကြည့်နေကြဖြစ်တယ်တိုက်စစ်မှာကတော့ဘောဒီအထူးအခြေတော်ပြနေတာကတော့ဟာရီကိန်းနဲ့ဗယ်လီဟန်တို့ဖြစ်တယ်ဘောသူတို့နှစ်ယောက်ရဲ့အားနဲ့အတူပဲဒီအင်္ဂလန်ကဒီအခုလိုမျိုးပဲဒီ CB Final ကိုရောက်လာတယ်လို့ပြောလို့ရတယ်ဒီပြိုင်ပွဲမှာပေါ့နော်ဒီအင်္ဂလန်သွင်းသားတဲ့ဒါဒီ73ဂိုးပါပေါ့နော်ဒီ12ဂိုးကို Harry Kane နဲ့ Bellingham ကပဲသွင်းယူထားခဲ့တာဖြစ်တယ်ကျန်တဲ့ဂိုးကိုတော့ဒါ Rashford ကသွင်းယူထားခဲ့တာပေါ့နော်ဒါဒီတွင်းတာကတော့ပေါ့နော်ဒီအင်္ဂလန်ရဲ့တိုက်စစ်မှာ Bellingham နဲ့ Harry Kane တို့ရှိနေတဲ့အတွက်ဒီတိုက်စစ်ကဂိုးမသွင်းမှာမပူရဘူးပေါ့နော်ဒါပေမဲ့အဓိကအဖြစ်ဒီခန်းစစ်ပိုင်းကမြန်ပြီးတော့ဒါပေးနေရတဲ့အတွက်ကြောင့်မလို့ဒီကွင်းလက်ကစားသမားတွေရောဒီတိုက်စစ်ကစားသမားတွေကိုပို့ပြီးတော့ယုံနေရတဲ့အနေထားမှာနည်းနည်းလေးပေါ့နော်ဒီပွဲပတ်မှုတန်နေတာရေဆိုင်ရမလားဆိုတာတစ်ချက်စောင့်ကြည့်ရပဲဒီ right ဆိုလည်းဒီဒိုင်ယာနဲ့သူဝင်ပြီးတော့ကစားနေရတဲ့အနေထားမှာဒီနည်းနည်းလေးဒီပွဲပန်းတာမျိုးတွေဒါဒိုင်ယာပြဿနာကြောင့်ဒီနည်းနည်းလေးရုန်းကန်နေရတာမျိုးတွေတွေ့ရတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလည်းသူ့အနေနဲ့ဒါပထမပိုင်းပြီးခဲ့တဲ့ကလူသားလဲရတဲ့အထိဒိုင်ယာပြဿနာကလေးကနည်းနည်းလေးရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလုံးဝမခံတဲ့ပြန်ပွဲမျိုးတွေမှာဒီအင်္ဂလန်အနေနဲ့ဘောတော့လူစင်းကိုဘယ်လိုမျိုးအပြောင်းလဲလုပ်ပြီးတော့ကစားမလဲဆိုတာစောင့်ကြည့်ရမယ်တစ်ဖက်ကအာဂျင်တီးနားပေါ့နော်အာဂျင်တီးနားကတော့ဒီနေ့မှလည်းဒီနည်းနည်းလေးပေါ့နော်ဒီခုအနေနဲ့ဒီလုတ်လဲတဲ့တက်လာတာအခုလည်းဒါ CB Final ကိုရောက်လာခဲ့ပြီဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်ဒီအာဂျင်တီးနားရဲ့အားကပေါ့နော်ဒီမက်ဆီရဲ့အားပေါ်မှာပဲလုံးဝပြီးကိုနေသေးဆိုတာကိုတောက်လျှောက်ဒီပြီးခဲ့တဲ့ပွဲစဉ်တွေကတောက်လျှောက်ပြသနေတယ်ဒါကြောင့်မို့လို့အာဂျင်တီးနားအနေနဲ့ဒီအခုလိုမျိုးအင်္ဂလန်လိုမျိုးပေါ့နော်ဒီမာကျော်တဲ့အသင်းနဲ့ဒါတွေ့တဲ့အချိန်မှာဘယ်လိုမျိုးစွမ်းဆောင်ရည်နဲ့ဒါဒီနောက်စင်တက်အောင်ဘောတော့သူတို့ကဘူလူပွဲတက်အောင်ကြိုးစားလဲဆိုတာတကယ်စောင့်ကြည့်နေတာဖြစ်တယ်ဒီသူတို့အနေနဲ့ဒီနည်းနည်းချောင်းနဲ့လမ်းကြောင်းပေါ်မှာရှိနေဆိုပေမဲ့ကိတ်ပါဒီ Egypt Switzerland သုံးသင်းစလုံးကိုသူတို့ရုန်းကန်ခဲ့ရတယ်အသေးအံကစားခဲ့ရတယ်ဒါမျိုးတွေကြောင့်ပဲဒီကစားသမားတွေကအချိန်မွေကန်ရလိုက်ဒီတသေးရုံးရလိုက်နဲ့ပွဲပတ်မှုတန်ဒီစတိုက်ရင်ဆိုင်နေရတယ်ဆိုတော့ဒီကွင်းလယ်အားကအထူးသဖြင့်ဒီမအဲလီစာတို့အန်တိုဖာလန်တက်တို့ဆိုလည်းတော်တော်လေးပန်းနေတဲ့အနေထားတွေတွေ့ရတဲ့အတွက်ကြောင့်မို့လို့ဒီစကာလိုဒီနေတဲ့အင်္ဂလန်နဲ့တွေ့တဲ့အချိန်မှာနည်းနည်းထိန်းကစားမလားဆိုတာတည်တယ်ထောက်ကြည့်နေရဖြစ်တယ်အဓိကအဖြစ်ဘောတော့သူတို့ရဲ့ဒီအားကမက်ဆီပေါ်မှာပဲလုံးလဲရမိခိုနေတဲ့အတွက်ကြောင့်မလို့ပြန်မဲ့တွေကမက်ဆီကိုပိတ်ဆို့ကစားတဲ့အချိန်မှာ
လည်းဒီနည်းနည်းလေးတိုက်စစ်ပိုင်းကဒီရုံးကန်ရပြီးတော့ဒီခုဆွစ်ဇာလန်မဲ့ပွဲမှာဆိုလေအသေးအံသူတို့ကစားခဲ့ရပြီးမှနောက်ဆုံးဒီအချိန်မိုးရောက်မှပဲဒီတယောက်ယောက်နေထားတဲ့ဆိုရင်တော့မှပေါ့နော်ဒီသူတို့အနေနဲ့တကူတွင်းမှုတော်တော်လေးရုံးကန်နေရတာကိုတွေ့ရတယ်ဒါကြောင့်မို့လို့ဒီအာဂျင်တီးနားအနေနဲ့အခုတစ်ဖက်ကအင်္ဂလန်လိုအသင်းနဲ့အတွေ့အကြုံမှာဘယ်လိုမျိုးဆောင်းဆောက်ရည်တွေပြမလဲဆိုတာစောင့်ကြည့်နေတာဖြစ်တယ်ဒီနှစ်သင်းရဲ့ဘောတော့ဒီဒိုင်ယာလူချင်းကိုကြည့်ရမယ်ဆိုတော့ဒိုင်ယာလူချင်းမှာဒီဘောတော့အင်္ဂလန်ဘက်မှာကတော့အနီးထိနေတဲ့ကွမ်ဆာကဒီပွဲကိုဆက်ပြီးတော့လွဲအောင်မယ်ဒါကြောင့်မို့လို့ဒီသူ့နေရာမှာ DJS ဘက်မှာပဲဆက်ပြီးတော့ပွဲထွက်လာနိုင်တယ်အာဂျင်တီးနားဘက်မှာကတော့ဒီဒိုင်ယာပြဿနာမရှိဘဲနဲ့လူဆုံးတက်ဆုံးပွဲထွက်လာနိုင်တယ်ဒါပေမဲ့အာဂျင်တီးနားဘက်ကခုနကပြောခဲ့လို့အချိန်ပိုတွေဒီရုံးရတာတွေဇက်တိုက်လုံးနေရတဲ့အတွက်ကြောင့်မလို့ပွဲပတ်မှုတန်းတွေကိုဇက်တိုက်ရင်ဆိုင်နေရတယ်ပေါ့နော်ဒီနှစ်သင်းရဲ့ head to head အနေထားကိုကြည့်ရမယ်ဆိုရင်တော့ဒီနှစ်သင်းကပေါ့နော်ဒီကမ္ဘာဖလားမှာဆိုရင်6ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီးတော့ရင်9ကြိမ်ကမှတ်တမ်းကိုကြည့်မယ်ဆိုရင်အင်္ဂလန်က3ကြိမ်နိုင်ပြီးတော့အာဂျင်တီးနားက2ကြိမ်နိုင်ခဲ့တာကိုတွေ့ရတယ်ဒီတွန်းနှစ်သင်းရဲ့ပေါ့နော်စုစုပေါင်းတွေ့ကြုံမှု14ချိန်ကိုကြည့်ရမယ်ဆိုရင်တော့အင်္ဂလန်ကဒီဘောနော်6ပွဲနိုင်ခဲ့တယ်ဒီ6ပွဲကတော့တည်ကြခဲ့ပြီးတော့အာဂျင်တီးနားက2ပွဲပဲနိုင်ထားတဲ့အနေထားဆိုတော့အဆင်လာရတော့အင်္ဂလန်ဘက်ကအနေငယ်ပို့ပြီးတော့အသာရနေတာကိုတွေ့ရတယ်ဒါပေမဲ့ဒါဘောနော်အာဂျင်တီးနားကကမ္ဘာဖလားမှာဆိုရင်တော့ဒီအာဂျင်တီးနားကိုဆိုတဲ့ဒီဂွန်ပုံးနဲ့ညီအကောင်ဆုံးလှုပ်ပြနေတာကိုတွေ့ရတယ်အာဂျင်တီးနားကဒီဆီမီဖိုင်နယ်မှာဆိုရင်ဘောနော်ဒီဆီမီဖိုင်နယ်တက်ခဲ့တဲ့ပြိုင်ပွဲတိုင်းမှာသူတို့အနေနဲ့နောက်စစ်တက်နိုင်ခဲ့တယ်ဘောနော်သူပြင်ဒါဘူလူပွဲတက်နိုင်ခဲ့တဲ့ဆွမ်းဆောင်ရင်ကောင်းကိုပိုင်ဆိုင်ထားတယ်ဆိုတော့ဒီလိုမှတ်တမ်းကိုအင်္ဂလန်အနေနဲ့အချိုးဖြတ်နိုင်မှုကြိုးစားလာမယ်ဆိုတာသိကြနေတယ်ဒါကြောင့်မလို့ဒီပွဲစဉ်ကဒီရင်လုံးကဘောနော်ဒီကျောင်းတော်ရန်စားနေတဲ့သူပဲအကောင်းဆုံးနှစ်သင်းလုံးဘောနော်ဒီပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ကြီးကောင်းပွဲပွဲစဉ်ပွဲကိုမြင်ရဖို့ရှိနေတယ်လက်ရှိဘောနော်ဒီဈေးကွက်နေသားနဲ့ဒီနှစ်သင်းလုံးရဲ့အခြေအနေအရကြည့်မယ်ဆိုရင်လက်ရှိဒီရှေ့သွားပိုင်းရဘောနော်ဒီနှစ်သိန်းလုံးကအရင်ကြီးမကွာတဲ့အနေထားမှာဒီမိနစ်90အတွင်းတိတ်ပြီးတော့အဖြေပေါ်ပဲပုံမပေါ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာတော့အာဂျင်တီးနားနဲ့ရက်တည်နေကြပါဗျဟုတ်ကဲ့ပါကျွန်တော်ခုတည်းဆက်ပေးခဲ့တာကတော့မနေ့ကမနေ့မှာကစားသွားမယ်ကမ္ဘာဖလားဆီမီဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီအင်္ဂလန်တင်းနဲ့အာဂျင်တီးနားတို့ရဲ့ပွဲစဉ်ပြောင်းပွဲဖြစ်ပါတယ်နောက်ပွဲစဉ်တွေမှာလည်းကျွန်တော်တို့ကခုလိုမျိုးပွဲချုပ်သုံးသက်ချက်တွေကိုဆက်လက်တင်ဆက်ပေးဦးမှာပြီလို့ဘောလုံးစားပရိသတ်တွေစောင့်မျှော်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးရှိပါခင်ဗျ